ကျွန်တော်တော့ဗီဒီယိုဆရာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေအင်္ဂါတန်သမီးအလုံးအတွက်14ရက်2လ2026ကနေ20ရက်2လ2026အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကနေမှာဟောကိန်းကိုခဏတစ်ခုစီတိုင်းကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါတန်သမီးကျွန်တော်မိတ်ဆွေတွေဒီတပတ်ကာလမှာဘယ်လိုကန်တရားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့ရှေ့ဘုံရှေ့ကန်ကြီးမားတဲ့အမျိုးသားအမျိုးသမီးလေးတွေဒီကာလမှာထီစုဤပေါတဲ့ကိန်းရှိတယ်ဗျာနော်အဲ့တော့ထီဤပေါ့နော်ကန်ဆန်းလို့ရပါတယ်လို့အထူးသဖြင့်ဒီကာလတွေမှာအဲ့မွေတွေငကားတွေအိမ်မက်တဲ့နမိတ်တွေပေါ့နော်ကိုဝန်ဆောင်မိခင်တွေညညနေလာတဲခုတာမျိုးတွေတချို့ကငကိုတွေကအိမ်မှာကိုဝန်ဆောင်မိခင်တွေရှိနေတာမျိုးတွေအိမ်ယုံမွေတွေပါတယ်ဝန်တာမျိုးတွေဆိုရင်တော့ထီပေါက်တယ်လို့ခေါ်တယ်ဗျာနော်ထိုးပြအောင်ထိုးပါကဏ္ဍလေးလည်းရွေးပေးမယ်ပေါက်လည်းထုံးစံတိုင်းတယောက်တော့ပေါ့နော်အဲ့တော့ထိုးမယ်ဆိုရင်ဘာကဏ္ဍထိုးတင်လဲဆိုတော့ခွန်စလေးစုံထိုးမထိုးရင်တော့အရှိကနေခွန်နှလုံးဘူးတဲ့ထီလေးရွေးချယ်ပြီးထိုးကြည့်ပေါ့နော်အင်္ဂါသားသမီးတွေပထမဆုံးဗာပြောချင်လဲဆိုတော့အခြေအိမ်တော်ကြီးကိုအရင်ဆုံးဟောပေးခြင်းတယ်ဗျာနော်အဲ့ဒီမှာ2ပိုင်း3ပိုင်းလောက်ခွဲပြောရလိမ့်မယ်ချစ်သူရှိတဲ့သူတွေဆိုရင်ဒီကာလမှာအိမ်တော်ကြားရတဲ့ဂိမ်းလေးရှိတယ်လို့နော်ချစ်သူရှိတဲ့သူတွေအိမ်တော်ကြားရတဲ့ဂိမ်းရှိတယ်ပြီးတော့အင်္ဂါသားသမီးတွေဒီကာလမှာချောကလက်စားတဲ့ဂိမ်းလေးလည်းရှိတယ်ဗျာနော်တခါတည်းလဲဒီကာလမှာရုပ်တရက်မမျောနိုင်မှန်းနဲ့အိမ်တော်ကြားတာတွေလည်းဖြစ်တတ်တယ်စီစဉ်ပြီးတော့မှအိမ်တော်ကြားတာတွေလည်းဖြစ်တတ်တယ်စီသမီးအိမ်တော်ကြတာတွေကတော့ဒါနှစ်ဖက်မိသားစုစုံကြီးမင်္ဂလာဖိတ်စာလေးတွေကိုပြီးတော့တောင်းရလက်ထပ်တာတွေဖြစ်စေတရားရုံးမှာသွားပြီးရုံးတဲ့လက်မှတ်ထိုးတာတွေဖြစ်စေဖြစ်တတ်တဲ့ဂိမ်းရှိသလိုတချို့ကရုပ်တရက်မကြည့်ရွယ်ပဲနဲ့ခိုးရလိုက်ပြေးသွားတဲ့ပုံစံမျိုးတွေလည်းဖြစ်တတ်တဲ့ဂိမ်းပါတယ်ပေါ့နော်အဲ့ဒါကိုအကြောင်းပြုပြီးတော့တချို့တော့မိဘတွေပေါ့နော်မိဘတွေကသားသမီးကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တဲ့ဂိမ်းသွားပါနေတာဖြစ်တဲ့အတွက်အထူးသတိထားစောင့်ကြရမှာပေါ့နော်နောက်တစ်ခုရှိတာကအခြေအနေနဲ့ပတ်သက်ပြီးအင်္ဂါသားသမီးတွေကမတန့်ရှင်းဘူးလို့ပဲပြောရမှာပေါ့နော်အဲ့ဒါဘာလဲဆိုတော့တချို့ဟာလေးတွေမှာလက်ရှိချစ်သူရှိတယ်ချစ်သူနဲ့အဆင်ပြေလားမင်းရင်ပြေတယ်လည်းမဟုတ်မပြေဘူးလည်းမဟုတ်ပြက်လာပြီးတော့လည်းမပြက်ဘူးပေါ့နော်ဒါအပြင်နောက်အနောက်ရှက်လေးတွေထပ်ဝင်လာတတ်တယ်အဲ့ဒါက3ဝန်ဆိုင်နဲ့4ဝန်ဆိုင်တီဖြစ်တတ်တဲ့ဂိမ်းရှိတယ်အထူးသဖြင့်အိမ်အောင်ဘတ်တွေပါတယ်ဆိုလို့ရှိရင်ကိုယ့်အမျိုးသားကိုယ့်မျိုးသမီးကတတိယတယောက်ပေါ်တော်မျိုးတွေဒီကလာမှာအဖြစ်များတတ်တဲ့သဘာဝရှိတာပေါ့နော်တော်တော်လေးခရုစိုက်ပေးပါတခါကျရင်ရှေ့တော့ကနောက်ဆိုခက်ကြီးတွေနဲ့မကောင်းမြတ်နဲ့သိတယ်လွတ်လည်းမချနိုင်ဘူးအဲ့လိုဟာမျိုးကြီးတွေဖြစ်တတ်တယ်မတန့်ရှင်းတဲ့အခြေအိမ်တော်ကြီးတွေကိုအကြောင်းပြုပြီးတော့ရက်ကြော်ရွာကြော်ဖြစ်တတ်တဲ့ဂိမ်းတွေမှာသွားပါတယ်အဲ့လိုဖြစ်ခဲ့ရင်တော့သူကဖုံးလို့ပြီးလို့မရတော့ဘူးလို့ခေါ်ပါတယ်ဗျာနော်အထူးသတိထားပေးပါအဲ့လိုဖြစ်ခဲ့ရင်လည်းတခြားတစ်ဖက်မှာဝန်လာမဲ့ငွေကြေးစီးပွားလက်လာပါတွေကလက်ပိတ်သွားသလိုဖြစ်သွားတော့လေရှောင်ရှားပေးပါနော်နောက်အင်္ဂါသားသမီးတွေငွေကြေးကန်နဲ့ပတ်သက်ပြီးပြောချင်လို့ဒီတစ်ပတ်ကာလကငွေကြေးကန်တော်တော်လေးကန်အားကောင်းတဲ့အနေအထားမှာရှိတယ်ဗျာနော်တချို့တွေကားတွေပါတွေရောင်းမထွက်ဘူးဆိုတဲ့သူတွေဒီကာလမှာကားရောင်းထွက်တာတွေခြံတွေပါတွေရောင်းမထွက်ဘူးဆိုတဲ့သူတွေဒီကာလမှာခြံတွေပါတွေရောင်းထွက်သွားတဲ့ဂိမ်းရှိတယ်တချို့ကအကြောက်မြရတနာတွေရောင်းမထွက်ဘူးဆိုရင်ဒီကာလမှာရောင်းထွက်တတ်တယ်ကြောက်တွေပါတွေတူးလို့ရှိရင်ဒီကာလမှာအောင်မယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်တနင်္လာနံလို့ခေါ်တဲ့ကြောက်လုပ်ငန်းကားလုပ်ငန်းခြံလုပ်ငန်းတိုက်ခန်းစသဖြင့်ပေါ့နော်ဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးဒီကာလမှာရင်းနှီးမြှုပ်နှံလို့ရတယ်တချို့ရှေ့ဘုံရှေ့ကန်ကြီးမှလို့ရှိရင်လည်းကိုယ့်စီဝင်တတ်တဲ့ဂိမ်းရှိတယ်အဝင်တော်တာပေါ့လေတနင်္လာနံဝင်တာဖြစ်တဲ့အတွက်ငွေကန်တအားကောင်းတယ်ငွေကန်ကောင်းတတ်တယ်လို့ခြေနှချောင်းနဲ့တခါတည်းဝင်တတ်တော့တခါတည်းစုပ်ကောလက်ကောနှစ်ခုသလုံးပေါ့နော်ဖြစ်တဲ့ဂိမ်းရှိပါတယ်ဒါအပြင်အိမ်ကိုခွေးလေးတွေကြောင်လေးတွေငှက်လေးတွေလာရောက်တာမျိုးတွေဖြစ်တဲ့ဂိမ်းရှိတယ်ဖြစ်နိုင်တော့လက်မခံရင်ပိုကောင်းတယ်လက်ခံလို့ခိုက်တာမျိုးမဟုတ်ဘဲနဲ့ဝင်လာခဲ့ရင်ခွေးလေးကြောင်တွေလာလို့လက်ခံလိုက်လို့ရှိရင်ဝင်လာမဲ့ငွေကြေးစီးပွားလက်လာပါတွေကအဲ့နေရာမှာကိန်းကြီးသွားတာဖြစ်တော့အကြီးကြီးမဝင်တော့ဘူးလို့ခေါ်တော့နှမျောစရာကောင်းလို့ဗျာနော်အဝင်မတော်ဘူးပေါ့ပြီးတော့ခြံတွေကားတွေဝင်တတ်တာမှန်တော်လဲပဲရွှေနဲ့ပတ်သက်ပြီးတော့အဝင်မတော်ဘူးနော်ဂရုစိုက်ပြီးဒီကာလမှာရွှေတွေပါတွေသွားလို့ရှိရင်ပြဿနာဖြစ်တတ်တယ်တချို့ကရွှေတွေပါတွေလှုပ်ပြီးနောက်ပိုင်းကိုယ့်အိမ်ကလူတယောက်ပြန်ထွက်သွားတာမျိုးလေးတွေအိမ်တွေပြိပခါကြုံတာမျိုးလေးတွေဖြစ်တဲ့ဂိမ်းရှိတယ်ဂရုစိုက်ပေါ့အလောက်ကိုင်းအိုးအိမ်နဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာအင်္ဂါသားသမီးတွေအလောက်ကိုင်းအိုးအိမ်နေရာထိုင်ခင်းပြောင်းတဲ့ဂိမ်းရှိတယ်တချို့ကအပြီးပြောင်းတယ်တချို့ကတော့ယာယီပြောင်းတယ်ပေါ့ယာယီပြောင်းတယ်ဆိုတဲ့အခါမှာတနေရာကိုခက်တာရက်ဝေးရနေခီးသွားပြီးအလဲသွားတာမျိုးတချို့ကပြည်ပခီးနိုင်ငံခီးသွားတဲ့ဂိမ်းတွေမှာပါတယ်အဲ့တော့နိုင်ငံသွားခြင်းတဲ့သူတွေအင်္ဂါသားသမီးတွေဒီကာလမှာကိုယ့်ဘက်ကဝရိယလေးထားပြီးကြိုးစားတေချာပေါက်သွားပြမယ်ဆိုတဲ့ကိန်းခန်းထဲမှာပါနေတယ်တောင်ကုန်းတောင်ဒေသခီးတွေကိုသွားတာပင်လယ်ကမ်းစပ်တွေကိုအပန်းဖြစ်ခီးသွားတာမျိုးတွေလည်းကြောင်းတတ်တဲ့ကိန်းရှိတယ်ဗျာနော်တခုတော့မှာမယ်အရက်တွေပါတွေတောက်ပြီးတော့ရေတွေပါတွေကူးတာမျိုးလေးတွေမလုပ်ပါနဲ့ရေအန်တွေလေးတွေရှိလို့ပါဗျာနော်ပြီးတော့အင်္ဂါသားသမီးတွေဝန်ထမ်းတယောက်တော့ဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာနေရာဌာနအပြောင်းလဲကြောင်းတတ်တဲ့ကိန်းရှိတယ်အလုပ်လို့ခေါင်းစဉ်တက်ရင်တော့ဝန်ထမ်းတာဖြစ်ခဲ့မယ်ဆိုရင်အထက်လူကြီးတော်တော်လေးဒုက္ခပေးတာလောက်ဖို့ကင်ဘတ်တွေတော်တော်လေးဒုက္ခပေးတာဖြစ်ပြီးအထက်အောက်ကြားနဲ့ညက်တတ်တယ်ဒီမှာထုံမထုံကိုယ့်ကိုထွက်တာများတတ်တယ်ဒီကာလမှာကိုယ့်ရဲ့စိတ်ကလည်းလက်ရှိလုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမနေချင်တော့တရရာကိုသွားချင်လာချင်ပြောင်းချင်ရွှေ့ချင်ထွက်ချင်တဲ့စိတ်တွေပေါ်လာတတ်တယ်
အဲ့လိုပေါ်လို့ပြောင်းအောင်ကောင်းလားမင်းအဲ့တော့ပြောင်းလို့ရတဲ့ကိန်းထဲမှာရှိတယ်ပြောင်းမယ်ဆိုတော့မြန်မြန်ဆန်ဆန်ပြောင်းမှလို့အကြံပေးခြင်းတယ်ဗျာနော်မိသားစုတစ်ခုလို့ခေါ်မယ်ဆိုလည်းဒီကာလမှာသားသမီးကြောင့်စိတ်ဒုက္ခရောက်တာညီကိုမောင်နှမကြောင့်စိတ်ဒုက္ခရောက်တာတချို့ကတော့မိဘနှစ်ပါးတည်းရတဲ့ဘာဘာကျမ်းမာရေးညံ့တာမိဘတွေကိုအကြောင်းပြုပြီးစိတ်ပင်ပန်းတာတချို့ကကိုယ်တင်ရအိမ်တော်နဲ့ပတ်သက်ပြီးအနောက်ရှက်ဝင်လို့ဖောက်ပြန်တာကေဘီသွားမှာဆက်သွားခြေရှုပ်နေတာမျိုးဒီကာလမှာကြောရတဲ့ကိန်းရှိပြီးသူတို့ကိုအကြောင်းပြုပြီးကိုကဂျားညံ့နေတဲ့ကိန်းတွေမှာပါတယ်နော်ဂယုဆိုင်ပြီးကိုတက်ကဘာမှစိတ်ပူတရားမလို့ဒီတပတ်ကာလကလက်ညွှန်းညွှန်းဟာရေဖြစ်ပြီးငွေကြေးစီးပွားလက်လာပါလေးတွေပြည့်စုံပြီးတော့ပြည်တွင်းပြည်ပခီးတွေသွားတဲ့ကိန်းတွေရှိနေလို့ပါပညာရေးနဲ့ပတ်သက်တဲ့သူတွေကတော့ဒီကာလမှာဝရိယလေးနည်းနည်းလေးထားပြီးကြိုးစားပေးပါအောင်တဲ့ကိန်းရှိတယ်ကြီးကြီးမားမားကြီးဂုံလူဘူးဒေသတွေနဲ့မျောမှန်းတဲ့သူတွေအတွက်ဆိုတော့ဝရိယလေးနည်းနည်းလေးတင်ပြီးကြိုးစားမှတော်ကကြမယ်လို့လည်းမှားခြင်းတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်အမျိုးသမီးတွေဆိုရင်ဒီကာလမှာကိုဝင်နေပါတယ်ရတဲ့ကိန်းရှိတယ်တချို့ကတော့အဲ့လိုမဟုတ်ဘူးလေဘိုက်အရန်အောက်တယ်ဦးတက်ပေါက်တာဦးရောင်တာဒါမျိုးလေးတွေဖြစ်တဲ့ကိန်းရှိတယ်ပြီးတော့ခေါင်းမူခေါင်းလိုက်ခေါင်းလေးတွေအုံနောက်ကျော်တွေညဘက်အိတ်မပြောတော့ပဲအာုံကျော်နဲ့ပတ်သက်တဲ့ယောဂဖြစ်တတ်တယ်အဲ့ဒါလေးတွေဂယုဆိုင်ပေါ့နော်အစားအစာတွေပါလေးစားလို့ရှိရင်တော့အာလူတို့အုံးရည်တို့လက်ဖက်တို့တော့မစားနဲ့ပေါ့နော်ကျမညာလို့စီအောင်စီကံပြမယ်ဆိုလဲတနင်္လာသားသမီးဆရာဝန်နဲ့ပဲပြပေးပါဒီကလာမှာပတ်သက်တဲ့အခါမှာဘယ်သူနဲ့ပဲပတ်သက်တနင်္လာသားသမီးတွေနဲ့ပူးတွဲပြီးအလုပ်လုပ်လို့ရတယ်ကောင်းကျိုးပေးတယ်အဓိကဒုက္ခပေးတဲ့အရာလေးတွေကကြတော့တနင်္ဂနွေသားသမီးဘုဒ္ဓခုသားသမီးကောင်းကောင်းကြီးဒုက္ခပေးမှဖြစ်တဲ့အတွက်သတိထားရှောင်ရှားမယ်နော်ဖေဖော်ဝါရီလ14 15 19 19အဲ့ချက်ပိုင်းလေးမှာအမရန်ကန်ကောင်းတယ်လက်ဆောင်ပစ္စည်းတွေရရှိတဲ့ကိန်းထဲမှာပါတယ်ပြည်တွင်းပြည်ပခရီးတွေသွားတတ်တယ်နော်ပြီးတော့ဘယ်လိုပြောမလဲငွေကြေးစီးပွားလက်လာနဲ့ပတ်သက်ပြီးတော့အမရန်လက်လာပါရွှင်တယ်ပတ်စံမရှိဘူးဆိုတော့ပတ်စံရှိတဲ့သူတွေရဲ့ကုညီထောက်ပံ့မှုတွေချီးငှားမှုတွေခံရတာမျိုးလေးတွေကြုံရတတ်တယ်တချို့ကအကျွေးပြန်ရတာမျိုးလေးတွေရင်းနှီးထားတဲ့ငွေကြေးတွေပြန်ပေါ်လာတယ်ဆိုတာအဲ့ကာလထဲမှာဖြစ်တယ်ရှစ်ဘုံရှင်းကကြီးမားတဲ့သူတွေဆိုရင်ကားတွေပါတွေဝင်လာတနင်္လာနေ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေဝင်ရောက်လာတာမျိုးလေးတွေကြုံရလိမ့်မယ်ဖေဖော်ဝါရီလ16 18 20အဲ့ရက်ဒီမှာတော့အညံ့ရှိတယ်မိဘရှိတဲ့သူတွေဆိုမိဘနှစ်ပါးတည်းရဘာကျမ်းမာရေးရထားညံ့တာမျိုးတွေဖြစ်တတ်တယ်အပေါင်းအသင်းမှာပြီးတော့လူလိန်လူကောက်လေးတွေကြုံရတာနောက်ကျော်ဓာတ်နဲ့ထိုးခံရတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်ဂယုဆိုင်ပါပြီးတော့အခြေအိမ်တော်နဲ့ပတ်သက်ပြီးတော့ရှုပ်ထွေးမှုတွေကြုံရတတ်တယ်ရည်ရွယ်သားတို့မဖြစ်ပဲမရည်ရွယ်သားတို့ဖြစ်ပြီးတော့နောက်ဆက်တဲ့ပြဿနာတွေဖြစ်တဲ့အခါမှာလူကြီးမိဘတွေပါမျက်နှာပြရတဲ့အနေအထားရှိတော့ဂယုဆိုင်ကမှာပေါ့အဖြူရောင်အနက်ရောင်မိခိုးရောင်နှုတ်နဲ့ရောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲရမယ်ဂန်းကောပန်းဂန်းကောင်ညွန့်ကြာပန်းရောင်စုံငွေပန်းဂန္ဓမာပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုတဲ့ဖះမှာဖះပန်းကရာနေအဲ့ကနေမှာအလားပန်းထိုးတဲ့နေရာလေးမှာပြုလုပ်သုံးဆွဲပေးရမယ်အဲ့တော့ကန်လေးတွေကောင်းပြီးအညံ့လေးတွေကင်းအောင်ရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့မြတ်စွာဘုရားကိုငွေထင်းနဲ့လက်လေးနဲ့ကြက်ချီကပုံစံလေးမိုးပြီးတော့လူတန်းပြအောင်လူတန်းပေးပါအလိုရှိရတွေပြည့်စုံလာလိမ့်မယ်အညံ့လေးတွေကင်းသွားအောင်ဘာလုပ်ရမလဲဆိုတော့တဆင့်ချိုက်ထဲမှာအုံသီးပါတဲ့မုတ်လေးတွေအပြည့်ထည့်ပြီးတော့ကျန်သားပရိသတ်သမီးတယောက်ကိုလက်ဆောင်မိတ်ဆွေအဖြစ်ပေါ့နော်မိတ်ဆွေတွေကိုလက်ဆောင်အဖြစ်ဒါနပြုလူတန်းပေးကမ်းလိုက်ပါအညံ့လေးတွေဧကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အင်္ဂါသားသမီးအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေး